ချစ်တဲ့သူနဲ့ခွဲချင်ပါမလဲဘယ်သူများချစ်ရသူနဲ့ဝေးနေချင်မလဲအချီနေရတို့တယောက်ကနာတာခွဲခွာရလဲကိုချစ်တွေမင်းနဲ့ရှိနေမယ်ကိုလည်းပဲရှိချင်တာပေါ့မင်းရဲ့ဘေးမြဲဒါပေမဲ့တူရှင်ရဲ့အတွက်ကြိုးစားရမယ်